မိန်းကလေးသည်အိမ်သို့ပြန်ရောက်လာခါစတွင်သူမ၏မိဘများအသက်ခံနေရသည်ကိုမြင်တွေ့လိုက်ရသည်။ကြောက်ရွံ့တုန်လှုပ်သွားတော်လဲသူမသည်2 မီတာခန့်ရှည်လျားသောဓားတစ်လက်ကိုကောက်ယူပြီးလူသက်သမားအားတိုက်ခိုက်ခဲ့သည်။သို့တော်မိဘများအတွက်လက်စားချေရန်မှာထင်သလောက်မလွယ်ကူခဲ့ပေ။ထိုအချိန်တွင်လူငယ်လေးတဦးကသူမ၏ဓားကိုလက်ဖြင့်ဖမ်းဆုပ်လိုက်သည်။ထိုအခြေအနေကိုမြင်လိုက်သောဂိုင်းကောင်းဆောင်သည်အခွင့်အရေးယူကာမိန်းကလေးကိုပါတက်ရန်ကြိုးစားခဲ့သည်။သို့တော်လူငယ်လေးကသူ့ကိုတားဆီးလိုက်ပြီးဒီလူကိုကျွန်တော်တတ်မယ်ဟုပြောလိုက်သည်။ထို့နောက်သူသည်တနက်တစ်လက်ကိုကောက်ယူကာတနာညာတာမှုလုံးဝမရှိဘဲမိန်းကလေးကိုပြစ်တက်လိုက်သည်။ထို့နောက်မျက်နှာအမူအရာတစုံတရာမပြဘဲသူ၏လက်အောက်ငယ်သားများကိုအလောင်းအားအပြင်သို့ဆွဲထုတ်ပြီးမြုပ်နှံရန်အမိန့်ပေးလိုက်သည်။သူ၏လူများကမိန်းကလေးကိုမြုပ်နှံရန်ပြင်ဆင်နေစဉ်ရုတ်တရက်မျက်နှာဖုံးဆွတ်ထားသောလူတဦးသည်ရင်းတို့၏နောက်ဘက်တွင်ပေါ်လာပြီးအားလုံးကိုသတိလစ်သွားအောင်တိုက်ခိုက်လိုက်သည်။ထိုအချိန်တွင်မိန်းကလေးသည်မိမိကိုကယ်တင်ပေးလိုက်ကြောင်းသိလိုက်ရတော့လဲကယ်တင်ရှင်၏မျက်နှာကိုမမြင်နိုင်ခဲ့ပေ။သူမကိုလုံခြုံစေရန်အတွက်ထိုလူသည်မိန်းကလေးအားသူမ၏ငယ်တငယ်ချင်း၏အိမ်ပြင်တွင်ထားခဲ့သည်။တကားကောင်းကောင်းကိုနှိပ်ပြီးနောက်မိန်းကလေး၏ငယ်တငယ်ချင်းထွက်လာကသူမကိုအိမ်ထဲသို့ခေါ်ဆောင်သွားသည့်အထိအဝေးမှစောင့်ကြည့်နေခဲ့သည်။မိန်းကလေးသည်တပတ်တိတိသတိမေ့နေခဲ့ပြီးနောက်ဆုံးသတိပြန်လည်ရလာသောအခါမိမိအသက်ရှင်နေသေးသည်ကိုပင်မယုံနိုင်ဖြစ်ခဲ့ရသည်။သို့တော်သူမကိုပြစ်ခတ်ခဲ့သောထိုလူသည်သူမ၏နှလုံးကိုတမင်ရှောင်၍ပြစ်ခဲ့ကြောင်းကိုတော့မသိခဲ့ပေ။ထို့ကြောင့်ပင်မိန်းကလေးသည်အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။အမှန်တကယ်တော့ထိုလူသည်ငယ်စဉ်ကသူ၏ဖခင်ဖြစ်သောရဲအရာရှိတဦးကိုရန်သူများကတပ်ဖြတ်ခဲ့ကြသည်။ဖခင်ကဖွက်ထားပေးခဲ့သောလူငယ်လေးသည်အဖြစ်ပြက်အားလုံးကိုမျက်မြင်တွေ့ခဲ့ရသည်။ထိုနေ့မှစ၍သူသည်ဖခင်အတွက်လက်စားချေမည်ဟုတစ္ဆာပြုခဲ့သည်။ထို့ကြောင့်ပင်သူသည်ဖခင်ကိုတတ်ခဲ့သောလူများနှင့်ပူးပေါင်းလုပ်ကိုင်